6ရက်နေ့မှာနိုးလာတော့ပလန်ရှိတယ်9:44ကျေးဇူးတော်ကြောင့်ဘောရမှာပထမဦးဆုံးတော့နင်းကိုမြင်ဖူးရပါပြီနင်းနေကြနေတယ်ဟာမမီအောင်ကြမီတယ်နည်းနည်းမီဟင်းကြတယ်ပါဟာနင်းနေကြတယ်ကျေးဇူးတော်ကြောင့်နင်းမြင်ဖူးရပါပြီဝါချင်းနည်းနည်းရှိမနေ့ကင်းလေးမှာနိုးလာခဲ့ဘာဖြစ်နာမနေ့ကင်းလေးမှာနိုးလာခဲ့နင်းကိုမြင်ပါတယ်နင်းကြနေပါတယ်လို့ဒီနေ့ကတော့လမ်းလျှောက်ရတာတော့နော်ရှေးအေးတော့နော်တော့ကျွန်တော်ဆရာတော့အရင်အေးလုံးတော့ဘယ်နှထပ်ဝေးကောင်းလဲလို့စဉ်းစားဟောပြီလေနှထပ်ဝေးကိုပြီနေသားရွှေနေကြားနိုင်နေဒီဘက်ကခီးဆယ်လို့ဒါတော့ပါနော်အခုဒီမနေ့ကပါလား -9 degree Celsius နော်-9 degree Celsius ဖွင့်လို့မရ face လေဟာမလို့တော့ဟိုင်-9ဒါမှ4400ပဲရှိသေးတယ်နော်ဒီနေ့က4900ရှိတောင်းတော့ဒီနေ့က3နိုင်တော့ပဲတဲ့ဒီရက်တော့အမှန်တော့သမင်းစားချင်9နိုင်ဒါပေမဲ့ကျွန်တော်နေတက်ကြွပြီးတော့6နိုင်30ခုကလေးအောက်ကိုရောက်တယ်ကောင်းမြတ်ခေဒီမမေကကောင်းမြတ်ဒီခုကောင်းမြတ်အောင်မီရှေးကမန့်ဘယ်နဲ့ရှာပါ4နိုင်5နိုင်ပဲတော့ဒီနေ့ခဏလေးပဲရှောက်ရအောင်တော်တော်များများတော့နင်းကြနေလို့ဆိုပြီးတော့ထီးဟောက်မှာနေခဲ့ကြတယ်ကျွန်တော်ဆရာကြီးတွေဆိုပြီးမဆိုင်နော်စောစောထားတဲ့ညကဘာဖြစ်တယ်တီကောင်ပိုးရတယ်နော်တီကောင်ပိုးရတယ်အဲ့လိုပဲဆရာသူများလည်း snowboard ပြကြည့်ရတယ်ဆရာသူများလည်း snowboard ပြကြည့်Got very big. I go check out man. Too much hot. He got to take off all his clothes, yeah. No. And wear everything. Oh, see, get it very hot. Who's doing us here?
啊，亏来了的哦。 Take out your glasses first. ဆရာသမားနှုတ်ပြတော့နှုတ်ပြ This one is very hard, man. တော်ပြီဆက်တော့ပဲလေ ပန်းအောင်ရစား ဆက်အားဖို့လေအော်ရန်ကုန်သားလေးလည်းပူလာပါပြီစိတ်ပတ်တွေချတော့ကိုရေချိုးမှာတဲ့သူကခွာအဲ့ရေချိုးရှင်လို့လေ တိုင်းရပြမယ် Yeah, they want to swim there. You can do it try. ကျွန်တော်ဆရာရောကြီးနေပဲဘာမှမပါဘူး so warm လမ်းလျှောက်တော့ပူလာနော်နောက်တစ် tip တစ်ခုကဒီကနေ temperature ကနေဆိုရင်ဒီလိုဒီဘာလဲလက်စီးလေနှာခေါင်းလည်းမအုပ်ရဘူးလေဘာလို့ဆိုဒီမှာ oxygen level ကနည်းနည်းလေးကျနေတော့ပိုကျတော့မှာဆိုတော့နှာခေါင်းပါးစပ်ကပေးလို့ရနှာခေါင်းကပေးလို့မရဟုတ်ရဲ့တက်ရှူရခက်တယ်ဒီတိုင်းတော့နည်းနည်းခက်တယ်ပင်ကအမီတာ9000ဆိုဘာလို့တက်ရှူခက်မှန်းတယ်ခုတော့မှတက်ရှူနည်းနည်းခက်တယ် Okay, you can eat more. Here? Yes. Ice cream. ကျွန်တော်နောက်ကိုခွေးတကောင်လိုက်ရပဲနော်ခွေးကောင်လိုက်လာဒီဦးတော့နည်းနည်းကျန်းလာတယ်နည်းနည်းတော်တော်လေးကျလာတယ်စားထတော့3ယောက်ပဲအခုတော့တယောက်ထပ်တိုးလာပဲဟိုကနောက်ကျွန်တော်နိုင်သူလည်းနားတယ်ကျွန်တော်တော့ဆက်သွားတယ်ကျွန်တော်လည်းဆောက်နင်းနေလေတကောင်ကြလောလည်းမောနေပြီဟုတ်ခွဲလေဟုတ်ခွဲဟိုနောက်မှနေခဲ့အဲ့ခွဲရနောက်မှနေခဲ့ကြအသက်ရှူရမောတယ်ဘာလဲနည်းခေါ်တော့ water break နားနေပါတယ်ဟိုကောင်တော့တေးပေါက်နေတယ်ဟာမိုးကပိုအုပ်လာကျွန်တော်နေတဲ့နေရာရောက်လာပြီဒီနေ့ကတော့3နိုင်4နိုင်လောက်ပဲတက်ရဆိုပေမဲ့ဒီရာဒီဥတုအကျိုင်းထဲမလို့ပြင်ပန်းပါတယ်
好，哎，靠么呢？好。那，我他妈送烟，你也对准了，俺们看嘛呗。我那时候你对了。来，快去嘛！哎，他。Which side is your head? Is front side or back side? ဒီလိုဒီနေ့ဒီအခါတော့နေပူရမြထဲမှာအကျယ်ဆုံးပဲအေးမတော်ကုမ္ပဏီကပေးတဲ့အခန်းလောက်ဒီမှာလောက်ရှိလာတယ် Not just accommodation. ဒီမှာကတည်းကအေးအောင်နော် အမြဲတမ်းဒီကောင်လေးစီစဉ်ပြနေရတော့ view ကတော့မှန်ကပဲကဲရောက်ပါပြီလူရယ်စုကတန်းနေပြီရှင်းခောက်ဆွဲလေးနဲ့စင်ပြီးတော့ပြီကောင်းတယ်နီးပြန်တာလာပါပြီခင်ဗျာအခုတော့အပြင်းပြေနော်စိတ်ပြေလက်ပြတောင်ခဏတော့တက်မှာဖြစ်ပါတယ်ဟုတ်တယ်လေမကြီးတဲ့တကယ်ဟုတ်တယ်ငါတော့နားရမယ့်နေရောက်တယ်ဒါပေမဲ့မဝသေးလို့တောင်ပြန်တော့တက်တိတ်မဝသေးလို့လေ This is nice life. ကျွန်တော်နားရဲစီအားကြိုက် water break ဒီလိုတခါတခါနားရတဲ့ feeling ရနော်ဘာနဲ့မှမလဲနဲ့ ရွှေပဲဆရာကြီး ရာဒီဦးတော့ကိုပဲမပါပါမင်း It's dancing you little bit. Day sick အပြင်းပြေတောင်တက်တာ ကိုရပြီးရင်ပြောပါလေတော့ဟောဆိုင် တီတော့မလို့မိုးလိုက်တာခုနဟိုဘယ်လဲတင်ဘူးချေကနေလာခဲ့တော့မှအဲ့လောက်မမိုးအမကိုနားတဲ့နေရာရောက်ပြီးတော့တောင်တက်ပါဆိုလာတော့မချချင်ဒီကောဆို break တောင်းတော့ break မပေးလို့အဲ့ဒါမှတော့မရောက်သေးတယ်အခုနနှစ်ယောက်ဖြတ်လာသူတို့တဝက်ပဲပြည့်တဝက်ပဲတဲပြီးပြန်လဲလာတဲ့ကျွန်တော်တို့လည်းအဲ့လိုလုပ်ရမယ်ထင်တယ်မလွယ်ဘူး6ရက်မျိုးနဲ့ရောက်လာတော့လည်းတော့မလွယ်ဘူးတဝက်မရှိသေးဘူးကျွန်တော်တို့ခကြီးอ่ะ10ရက်မြောက်နေမှာတဝက်ရှိပါတော့ရှင်10ရက်မြောက်နေတော့မှာတဝက်ရှိပါကွာ6ရက်မြောက်နေHow are you? Amazing. All good? Are we on a break or what? Yeah, more. Oh,ကျွန်တော်ခုနဆောက်ခဲ့တဲ့ဟာတောက်ခဲတိုင်းနေဆရာကျဲတဲ့လမ်းလေစင်ကြီးဆရာရဲ့ကျဲတဲ့လမ်းလေလေကချင်ကိုရေကြီးတဲ့နုနုလေးပဲအခုအော်မအဲ့မှာရေအိုင်လေးတွေ့ရတော့တော့ဆရာပြောတော့အင်းတော်ကြီးလို့ပြောတာပဲဒီနာအဲ့နိုင်ပေါ့အဲ့နာမှာလိတ်ကအဲ့အင်းတော်ကြီးလိတ်တယ်
ဟိုရတော့ဘက်ကတော့အင်းလေးပေါ့ Hello ကြားလာ glacier ရမိုင်းနော် mountain chicken တကယ်မောပါတယ်ဘရိုလက်ဆရာဒီတန်အားဆောင် အော်ခက်တယ်ကျွန်တော်လေကြီးရကောင်ခက်တယ် တကယ်မလွယ်ပါဘူးခင်ဗျာလုံးဝ physically သက်ဆိုင် mentally ကပို့ပြီးတော့ strong ဖြစ်ရမယ်ထင်တယ်လက်ပြချစ်စေခဏခဏပဲကြားရမှာဒီပြောက်ဆိုလာမှာခဏအိတ်လိုက်တယ်ကြောက်ခဲ့ပြင်ပေါ်ဟိုကလည်းလူတွေများရှင်းလာမလေးမိသား9000ကျော်ပါတယ်ဗျာတောင်းဆင်းလာပါပြီတောင်းမှာတိမ်နေများနေတော့မတွေ့ရမှာဟုတ်ကျွန်တော်အညောင်းဆောင်းနေ